ငါပြန်လာပြီဟဲ့ချင်းကောင်ပြန်လာပြီချင်းတဲ့ဘူလူများကိုငါလိုက်ရှာအောင်ပြီမဟုတ်မတော်မှာဟင်နင်းကတော့ပုံမှာမဟုတ်ဘူးလားကျွန်တော်လေးမမတော်တော့ယူကျွန်တော်အုံးရီပဲရောက်လာတယ်အုံးဒီခွင့်မပေးနင်းမခဏငါပြောငှက်စီးရမယ်သူကျွန်တော်ပြောတာဒီငှက်လေးကိုပြောတာမဟုတ်ဘူးဟိုငှက်တွေကိုပြောတာကျွန်တော်ပြောတယ်မှာလည်းငှက်လေးကိုမပါပါဘူးဥပ္ပင်ကလည်းမြောက်တာကြာပြီဆိုတော့သူ့ကိုချင်းထည့်ရမလို့ထုံးစံအတိုင်းတွေ့ပြီဟေးအားလေဟာဒီလန့်တာနောက်လက်မကြည့်နဲ့နော်ဟုတ်လက်မကြည့်ပါဘူးရှင်အေးငါပြောမယ်နင်အခုတလောထွက်ငွေတွေများနေတယ်မလားအေးအောင်ပါဆိုတော့မဆောင်လို့တော့ဟုတ်တယ်ကျမအခုတော်လေးထွက်ငွေတွေတအားများလို့စိတ်ညစ်နေတာအေးအဲ့ဒါလေးပြီလို့ငါနင့်ကိုကူညီလို့နင့်စီကိုလာခဲ့တာပဲအေးအောင်ပါဆိုတော့တကူရှင်တယ်နဲ့ဟုတ်ကူတကယ်ကူညီပါလားရှင်ကူညီမှာပေါ့နင့်ရဲ့ထွက်ငွေကိုလေ10သားလောက်ပြန်များချင်ဘူးလားဝေးချင်တာပေါ့အများကြီးဝေးချင်တာလူတာတွေအများကြီးပဲအေးရချင်တယ်ဆိုငါပြောသလိုလုပ်ဒါပေမဲ့နင်စီတော့ရှိရမယ်နော်နောက်ကိုလုံးဝလက်မကြည့်ရဘူးမကြည့်ပါဘူးရှင်နောက်ပြီးရင်နင်ငါ့ကိုပူဇော်ကပတ်စံ2000ပေးရမယ်ဘယ်လိုလဲသဘောတူလားလူကြီးလည်းမသိဘူးပူဇော်ကကြောင့်အရင်တောင်းတယ်ခါလည်းရတာမှနည်းနည်းလေးရနေဘလို့လို့ဘာလဲမလိုချင်ဘူးလားမလိုချင်သွားတော့မယ်လိုချင်ပါတယ်ဒါပေမဲ့ဒီအဲ့ဆိုရင်ပတ်စံ2000ပေးအနောက်ကိုလုံးလက်မကြည့်နဲ့နော်လူကြီးလည်းမသိဘူးဘလို့တကူရှင်လည်းမသိဘူးပူဇော်ကအတင်းအဓမ္မတောင်းတာတော့ဒါပေမဲ့လည်းငါလည်းပတ်စံအများကြီးလိုချင်နေရဆိုတော့ပေးရမှာပေါ့2000လောက်ကဘာဖြစ်တော့မှာမလို့လေရင်းနှီးမြုံနေတော့ဟုတ်ဟိုလက်မကြည့်ပဲနဲ့ပေးရမှာလားလက်ကြည့်ပေးရမှာလားလက်မကြည့်နဲ့လက်မကြည့်နဲ့လက်မကြည့်ပဲနဲ့ပေးရမှာလက်ကြည့်ရတဲ့နေစီးပေါက်သလိုဖြစ်သွားမယ်နေရတဲ့စီကမရဘဲနေမယ်လက်ကြည့်မရတော့ဘူးပေါ့ဟုတ်တယ်အဲ့ဆိုရင်နောက်ပြန်ပေးလိုက်မယ်နော်အေးအဲ့ဆိုရင်ငါပြောသလိုလုပ်ဟုတ်နေအောက်ကိုငုံကြည့်လိုက်ပြီးရင်နေရှိတဲ့မှာတိုင်ကုန်ကလေးရှိလိမ့်မယ်အဲ့တိုင်ကုန်ကလေးကိုတူးကြည့်လိုက်မြင်လို့ချင်တာရလိမ့်မယ်ငါသွားပြီမလီဟုတ်ရှေ့တော့ကြည့်ပေးတော့ပါလားမသိအိမ်မက်တွေကလည်းအခုတော့အရန်ကောင်းနေရတယ်ဒီတိုင်ကုန်ကြီးကိုတူးကြည့်လိုက်တယ်တူးပြီလေရနာရီချက်တာလားမသိဘူးဘူးရဲ့ရနာရီများလားရှေးအောင်ရနာရီကြလားမသိဘူးပလေးနေတော့ကနေတက်နေတာရှင်ကုန်လိုက်တာတံပိုးရမ်းကြီးတဲ့စိတ်နေများဖြစ်နေမလားဘာကားလေးဝယ်လိုက်ကောင်းမှထင်နေရလို့ရနာဘူးမြတ်ဖြစ်နေဟေးဟာရခုနကပေးလိုက်တာကပူဇော်ပါတာကြီးက2000ပေးလိုက်တာလေအခုကျင်းနေရနေငါတူးလို့ရတာ900တဲ့အဲ့ဒါဆိုငါ1900ရှုံးတာပေါ့ဟဲဘိုးမပြောင်းနေတာကြားတဲ့ဂျင်းငါပတ်စံ2000ကိုလိန်သွားတာဒီကောင်မဲနေမှာမလေးငါတော့2000ပေးလိုက်ရတာ900ပဲပြင်ရတော့19500ရှုံးပြီပေါ့မလေးစိတ်သားစားတယ်လို့